ဗဒေသရစနစ်ဒါမှမဟုတ်ကန်ကျွေးချစနစ်ဆိုတာ900ရာစုနဲ့16ရာစုအကြားဥရောပတိုက်မှာအဓိကထွန်းကားခဲ့တဲ့မြေယာပိုင်ဆိုင်မှုနဲ့တစ္ဆာခဲမှုပေါ်အခြေခံတဲ့စနစ်ကြီးတစ်ခုဖြစ်ပါတယ်။ရေးဘူးအဖြစ်တော့ဗဒေသရစနစ်ဆိုတာကိုမြေရှင်ရာရှင်တွေကကန်ကျွေးချတဲ့စနစ်လို့ဆိုကြပါတယ်။ဘယ်ဂျီယန်နိုင်ငံသားအလက်ခိဗေဒပညာရှင် Francois Louis Ganshef ရဲ့အဆိုအရဗဒေသရစနစ်ဆိုတာတပ်မှုတွေနဲ့မူကြီးမက်ရာတို့ရဲ့အပြန်အလှန်တရားဝင်မှုနဲ့စစ်ဖက်ဆိုင်ရာတာဝန်ဝတ္တရားတွေကိုအရှင်တခင်လက်အောက်ခံတဲ့မြေယာစိုက်ပျိုးခွင့်ပန်ဆိုင်ခွင့်ဆိုတဲ့အခြေခံသဘောတရားတွေပေါ်လက်ပတ်နေတဲ့စနစ်ပါပဲ။ကန်ရှော့ရဲ့အဆိုကနားလည်ဖို့ခက်တယ်ဆိုပေမဲ့ဆိုလိုရဲ့သဘောတရားကသခင်ကမြေယာပေးပြီးအပြန်အလှန်အနေနဲ့သခင်အပေါ်တစ္ဆာစောင့်တည်စွာနဲ့အမှုထမ်းအမိန့်နာခံရမယ်ဆိုတဲ့သဘောပါပဲ။ပြည်သက်သမိုင်းပညာရှင် Mark Bloch ရဲ့ Feudal Society စာအုပ်ထဲမှာတော့ဗဒေသရစနစ်ဆိုတာစစ်သူကြီးတွေမူမတ်တွေမဟုတ်ပဲလူမှုအဖွဲ့အစည်းတစ်ခုလုံးကိုအုပ်စု၃စုခွဲခြားပြီးမှအပြန်အလှန်မိခိုနေထိုင်ကြတဲ့စနစ်လို့အဓိပ္ပာယ်ဖွင့်ထားပါတယ်။အဲ့ဒီလိုပါပဲဗဒေသရစနစ်ဆိုတဲ့ဝါဟာရအပေါ်အဓိပ္ပာယ်ဖွင့်ဆိုကြတဲ့နေရာမှာနေရာအလိုက်ဒေတာအလိုက်ကွဲပြားမှုအနေငယ်တော့ရှိနိုင်ပေမဲ့အခြေခံသဘောတရားတွေကတော့အတူတူပါပဲဗဒေသရစနစ်မှာတိုင်းပြည်တစ်ခုလုံးကိုပိုင်ဆိုင်တဲ့ပြည်ရှင်ဧကရဒါမှမဟုတ်အာဏာပိုင်ကသူ့သစ္စာခံမူကြီးမက်ရာတွေနဲ့စစ်တူကြီးတွေကိုမြေယာတွေပေးအပ်ချင်းမြောက်ပြီးမြေယာရရှိသူတွေကရရှိလာတဲ့မြေကိုအချို့ချပြီးမြေရှင်တွေအနေနဲ့ပြောင်းလဲတော့ပါတယ်ဘရင်ကိုဖယ်လိုက်မယ်ဆိုရင်ဒီစနစ်မှာတပ်မှုမူမက်တွေဘာသာရေးဆိုင်ရာဝန်ထမ်းတွေနဲ့လက်ရိုက်လုပ်သားတွေဆိုပြီးလူဒန်းစားအလွှာ၃လွှာတာရှိပါတယ်အဲ့ဒီထက်မှတပ်မှုတွေနဲ့မူမတ်တွေကမြေယာပိုင်ရှင်အရှင်တခွင်တွေဖြစ်ပြီးလက်အောက်ခံတွေအတွက်ကာကွယ်ရေးစောင့်ရှောက်ရေးတရားစီရင်ရေးတို့ကိုတာဝန်ယူထားပေးပါတယ်။ဘာသာရေးဆိုင်ရာဝန်ထမ်းတွေကတော့ဘာသာရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပညာရေးကျန်းမာရေးတို့လိုကိစ္စရပ်တွေကိုတာဝန်ယူရပါတယ်။လက်ရာလုပ်သားတွေကတော့အရှိကအလွှာနေရအတွက်လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ကွန်ပျူတာတွေကိုထုတ်လုပ်ပေးရပါတယ်။ဗဒေသရစနစ်ဆိုတာအလွှာတစ်ခုနဲ့တစ်ခုအကြားမှာအပေးယူပုံစံမျိုးနဲ့ရပ်တည်ထားလို့ပြောလို့ရပါတယ်။ဘရင်ကတပ်မှုတွေနဲ့မူမတ်တွေကိုမြေယာတွေပေးပြီးအပြန်အလှန်နေနဲ့တပ်မှုတွေနဲ့မူမတ်တွေကဘရင်ကိုတစ္ဆာခံကြရပြီးစစ်ကာလမှာဘရင်အတွက်စစ်တီတွေကိုစုဆောင်ပေးရပြီးမှဘရင်နဲ့အတူတိုက်ပွဲဝင်ပေးကြရပါတယ်။ဘရင်စီကမြေယာတွေကိုရရှိသွားခဲ့တဲ့တပ်မှုတွေနဲ့မူမတ်တွေကရေရှင်တွေဖြစ်လာကြပြီးသူတို့ပိုင်တဲ့မြေပေါ်မှာလေဓမားတွေလှုပ်သားတွေနဲ့တိုက်ခိုက်ရေးသမားတွေကိုနေထိုင်ခွင့်ပေးထားပြီးမှလေဓမားတွေကိုပိုင်တဲ့မြေပေါ်မှာလေယာလောက်ကန်ခွင့်လှုပ်သားတွေကိုဆောက်လုပ်ခွင့်နဲ့ကုန်ထုတ်လုပ်ခွင့်တွေပေးအပ်ထားပါတယ်။တောင်တူလေဓမားတွေလောက်ကန်တဲ့လေယာတွေကနေထွက်ရှိလာတဲ့စိုက်ပျိုးရေးကုန်စည်တွေနဲ့စိုက်ပျိုးရေးထုတ်ကုန်တွေရဲ့အစိပ်အပိုင်းတော်တော်များများကိုမြေရှင်တွေစီဆက်သားရပြီးမှထုတ်ကုန်တော်များများကိုလည်းမြေရှင်တွေစီဆက်သားကြရပါတယ်။တိုက်ခိုက်ရေးသမားတွေကတော့မြေရှင်တွေလက်အောက်မှာဒေတာကာကွယ်တပ်သားတွေအနေနဲ့တာဝန်ထမ်းဆောင်ကြရပြီးမြေရှင်တွေရဲ့မြေပိုင်နက်နဲ့အဲ့ဒီမြေပေါ်မှာလောက်ကန်စားတောက်နေကြရတဲ့လူတွေကိုကာကွယ်ပေးရပါတယ်။မြေရှင်တွေကဘရင်တပ်တော်နဲ့အတူတိုက်ခိုက်ပေးဖို့အတွက်ဆေးလို့ရင်လည်းတွားရောက်တိုက်ခိုက်ပေးကြရပါတယ်။ဒါကိုကြည့်မယ်ဆိုရင်ဗဒေသရစနစ်ဆိုတာအချင်းချင်းအပြန်အလှန်မိခိုးရစနစ်ဆိုတာတည်တာစေပါတယ်။တိုက်ခိုက်ရေးသမားတွေဒါမရှိရင်မြေရှင်တွေရဲ့မြေတွေဟာလည်းလုံခြုံမှုရှိမှာမဟုတ်သလိုမကြာခဏတိုက်ခိုက်ခံနေရမှာဖြစ်ပြီးစိုက်ပျိုးရေးနဲ့ကုန်ထုတ်လုပ်မှုတွေကိုလည်းချောချောမွေ့မွေ့လှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။အလားတူပဲလယ်သမားတွေမရှိရင်လည်းစိုက်ပျိုးရေးလုပ်နိုင်မှာမဟုတ်သလိုလှုပ်သားတွေမရှိရင်လည်းထုတ်ကုန်တွေကိုထုတ်လုပ်နိုင်မှာမဟုတ်ပါဘူး။မြေရှင်တွေမရှိရင်ဒါမှမဟုတ်ဘရင်ကဒါဒီလိုမြေနဲ့သစ္စာခံမှုကိုအလဲအလံမလုပ်ခဲ့ရင်ဒီစနစ်ကြီးဆိုတာလည်းရှိလာတော့မှာမဟုတ်ပါဘူး။ဒါပေမဲ့ဗဒေသရစနစ်ဟာဒီနေ့ခေတ်မှာတော့တမိုင်းထဲမှာကျန်ခဲ့တဲ့စနစ်ကြီးတစ်ခုဖြစ်သွားပါပြီ။ဗဒေသရစနစ်ဘာကြောင့်ဘလို့ပေါ်ပေါက်လာပြီးဘာကြောင့်ဘလို့မိမ့်မိန်သွားလဲဆိုတော့ကိုဆက်လက်လေ့လာကြည့်ကြရအောင်ပါ။လေ့လာတွေ့ရှိချက်တွေအရအင်ပါယာကြီးတွေရဲ့ဗဟိုချုပ်ခံထားမှုပြောနေလာတဲ့အချိန်မှာဗဒေသရစနစ်တွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။တမိုင်းပညာရှင်တွေကတော့ကမ္ဘာအစောဆုံးဗဒေသရစနစ်ကို AD 900စုမှာရှာလမိန်ဘုရင်ရဲ့ကာရိုလင်ဂျီယန်အင်ပါယာခေတ်မှာတွေ့ရှိခဲ့လို့သတ်မှတ်ကြပါတယ်။အဲ့ဒီချိန်ကရှာလမိန်ဘုရင်ဟာနယ်မြေတော်များများကိုအင်ပါယာအောက်မှာတင်ပိတ်ထားနိုင်ခဲ့ပေမဲ့နယ်မြေကျယ်ဝန်းပြီးဒေသတစ်ခုနဲ့တစ်ခုအကြားမှာလမ်းမဆက်သွယ်ရေးခက်ခဲမှုတွေနဲ့ငွေကြေးစနစ်မတူညီမှုတွေအခက်အခဲတွေကြောင့်ရှာလမိန်ဘုရင်ရဲ့အင်ပါယာဟာဗဟိုချုပ်ကိုင်မှုကြော်ရဲလာတဲ့အင်ပါယာတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲသူသိမ်းပိတ်ထားတဲ့နယ်မြေကြီးတွေကိုတပ်မှုကြီးတွေနဲ့မူမတ်တွေစီခွဲဝေပေးပြီးကိုစားအုပ်ချုပ်စေခဲ့ပါတယ်။အပြန်လည်နေနဲ့နယ်မြေအပိုင်စားရတဲ့သူတွေဟာဘရင်ကိုတစ္ဆာခံကြရပြီးဘရင်အတွက်စစ်မှုထမ်းပေးရပါတယ်။ဒီလိုမျိုးမြေယာပေးပြီးစစ်မှုထမ်းစေတဲ့စနစ်ဟာဗဒေသရစနစ်ရဲ့အစပြုရှင်ဖြစ်လာခဲ့ပါတယ်။ရှာလမိန်ဘုရင်ကြီးကွယ်လွန်သွားပြီးနောက်မှာတော့အင်ပါယာရဲ့စီးလုံးမှုဟာလည်းပြိုကွဲသွားခဲ့ပါတယ်။သက်ဆိုင်စွာပဲအဲ့ဒီကာလဟာဥရောပရဲ့အမောင်မိုက်ဆုံးကာလလို့ဆိုလို့ရတဲ့ AD 900စုနဲ့1000ရာစုအကြားကာလဖြစ်ပြီးဥရောပတိုက်ကိုမြောက်ဘက်ကနေဗိုက်ကင်အရှေ့ဘက်ကနေမာဂျာမြင်းစီတပ်တွေနဲ့တောင်ဘက်ကနေမွတ်စလင်မျိုးနွယ်တွေစသဖြင့်အဘက်ဘက်ကနေဝိုင်းဝန်းစီးနင်းတိုက်ခိုက်နေခဲ့တာပါ။ပြည်ရှင်မင်းတွေကပြည်သူတွေကိုဗိုက်ကင်တွေနဲ့မာဂျာတွေရန်ကနေမကာကွယ်ပေးနိုင်တော့တဲ့အခါမှာအခြေခံပြည်သူတွေကဒေတာအတီးတီးရဲ့နေမြေအပိုင်စားရထားတဲ့တပ်မှုကြီးတွေနဲ့မူမတ်တွေရဲ့လက်အောက်မှာအကာအကွယ်ရရှိဖို့အတွက်ဝင်ရောက်ခိုလုံခဲ့ကြပါတယ်။အဲ့ဒီလိုကနေပြီးဘရင်အကာအကွယ်အောက်မှာခိုလုံနေထိုင်သူနဲ့ပါလာပြီးမစ်ရှင်တွေလက်အောက်မှာအတီးတီးခိုလုံသွားကြခြင်းမှာတော့အာနာဟာဘရင်စီကနေမစ်ရှင်တွေစီကိုရောက်ရှိသွားပြီးဗဒေသရစနစ်ကြီးဟာလည်းအပြေးအဝပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
အဲ့နောက်မှာတော့တဖြည်းဖြည်းနဲ့မြေရှင်တွေရဲ့အုပ်ချုပ်ရေးဟာပုံမခိုင်မာမှုရရှိလာခဲ့ပြီးမြေရှင်ကြီးတွေကသူတို့ရဲ့ပိုင်မတဲ့နယ်မြေတွေကအနှဲငယ်စီကိုတိုက်ခိုက်ရေးစစ်တီတွေစီခွဲဝေပေးခဲ့ပြီးကိုပိုင်စစ်တပ်ကြီးတွေကိုထူထောင်လာနိုင်ခဲ့ပါတယ်။ဒေသမားတွေကိုလည်းစိုက်ပျိုးခွင့်နဲ့လုပ်သားတွေကိုလည်းကွန်ထရိုးလုပ်ခွင့်တွေပေးခဲ့ပြီးရရှိလာတဲ့အစားအသောက်နဲ့ထုတ်ကုန်တွေကိုတော့မြေရှင်တွေကအများစုရယူပြီးတဖြည်းဖြည်းနဲ့မြေရှင်တွေရဲ့ကျွဲဝမှုဟာလည်းကြီးမားလာခဲ့ပါတော့တယ်။ဒါပေမဲ့12ရာစုနဲ့13ရာစုကာလတွေအရောက်မှာတော့လမ်းပတ်ဆက်သွယ်ရေးကောင်းမွန်လာမှုတွေကြောင့်ကုန်သွယ်ရေးစနစ်တွေပါပြန်လည်ကောင်းမွန်လာခဲ့ပြီးငွေကြေးစနစ်ဟာလည်းပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။အဲဒါကြောင့်ပဲအခြေခံလက်သမားတွေနဲ့လုပ်သားတွေဟာမြေရှင်တွေကိုထုတ်ကုန်တွေစားငွေကြေးနဲ့တာအခွန်ခပေးဖို့ဖြစ်လာခဲ့ပြီးကျွန်ဘွားကနေငါးရန်လောက်ကင်သူတွေဖြစ်လာခဲ့ပါတယ်။ခေတ်ဟာတဖြည်းဖြည်းတိုးတက်လာခဲ့ပြီးမြို့ပြတွေပေါ်ပေါက်လာတဲ့အချိန်မှာတော့လက်သမားတွေနဲ့လုပ်သားတွေကကြီးလက်ဒေတာတွေကနေမြို့ပြဒေတာတွေစီပြောင်းရွှေ့ခဲ့ကြပြီးကုန်သည်တွေလက်မှုပညာသည်တွေစိုက်ပျိုးရေးသမားတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုကနေမြေရှင်တွေအတွက်လေယာလောက်ကင်ပေးမဲ့လုပ်သားတွေဟာလည်းပါလာခဲ့ပြီးပဒေသရီစနစ်ဟာလည်းတဖြည်းဖြည်းရိုင်းနေစားပြုလာခဲ့ပါတယ်။အဲ့ဒီနောက်73ရာစုနောက်ပိုင်းမှာတော့ပြည်သစ်ဘရင်တချို့ကနေမြေတချို့ကိုပြန်လည်သိမ်းပိုက်နိုင်စားပြုလာခဲ့ပြီးမြေရှင်ပဒေသရီနယ်တချို့ဟာဘရင်တွေလက်အောက်အနေငယ်စတင်ကြားရောက်လာခဲ့ပါတယ်။ဆက်လက်ရာစုအလယ်ပိုင်းမှာတော့ဥရောပမှာ Black Death လို့ခေါ်တဲ့ကက်ရဲဝါတစ်ခုဖြစ်ပွားခဲ့ပြီးအခြေခံလုပ်သားဥယျာဉ်တဝက်ကျော်လောက်တည်ဆုံသွားခဲ့တာကြောင့်လုပ်သားဥယျာဉ်ချပါလာခဲ့ပြီးမြေရှင်တွေကလုပ်သားတွေတောင်းတဲ့စီအတိုင်းဈေးကြီးပေးငားရမ်းရတဲ့အဖြစ်မျိုးအထိဖြစ်လာခဲ့ပါတယ်။ဒါအပြင်ဘရင်တွေကလည်းမြေရှင်တွေရဲ့စစ်တပ်တွေကိုအသုံးပြုကြတော့ပဲကိုပိုင်အမြဲတမ်းစစ်တပ်တွေကိုထူထောင်လာခဲ့ကြပါတယ်။စစ်တပ်တည်ထောင်ဖို့အတွက်ဆိုရင်ငွေကြေးအမြောက်များလိုအပ်တာကြောင့်ဘရင်တွေကကုန်တယ်လေလုပ်သူတွေစီကနေအခွန်ကိုကောက်ခံခဲ့ပြီးအပြန်လည်နေနဲ့ပြည်သူတွေကိုအကာအကွယ်ပေးနိုင်မဲ့စစ်တပ်တွေကိုတည်ထောင်ပေးခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့မြေရှင်တွေရဲ့ဩဇာဟာတဖြည်းဖြည်းနဲ့ပါလာခဲ့ပြီးအာဏာဟာဘရင်တွေလက်ထဲကိုပြန်လည်ရောက်ရှိစားပြုလာခဲ့ပါတယ်။15ရာစုအလယ်ပိုင်းအရောက်မှာတော့ဘရင်တွေရဲ့ဗိုလ်ချုပ်ကိုင်မှုအာဏာဟာအားကောင်းလာခဲ့ပြီးဘရင်တွေဟာသစင်ခံမှုမဲ့တွေကိုကျော်လွန်ပြီးမှပြည်သူတွေကိုတိုက်ရိုက်အုပ်ချုပ်နိုင်လာခဲ့ပါတယ်။အဲ့ဒီလိုကနေမြေရှင်တွေရဲ့နေမြေအုပ်ချုပ်ခွင့်ဆိုတာအညီခံတက်တက်ကကြန့်ရှိတော့ပြီးအာဏာအစစ်မှန်ကတော့ဘရင်တွေနဲ့နိုင်ငံတော်စီကိုပြန်လည်ရောက်ရှိသွားခဲ့ရကနေမြေရှင်ကြီးဆိုတဲ့ဗေဒီတရစ်စနစ်ကြီးဟာလည်းနေမိန်စွာအဆုံးသတ်သွားခဲ့ရပါတော့တယ်။ဒီနေ့ကမှတော့ကမ္ဘာပေါ်မှာဗေဒီတရစ်စနစ်ဆိုတာတရားဝင်ကျင့်သုံးခြင်းမရှိတော့တဲ့စနစ်ဟောင်းတစ်ခုဖြစ်နေပါပြီ။ဒါကတော့ဗေဒီတရစ်စနစ်အကြောင်းပဲဖြစ်ပါတယ်။ဒီနေ့တော့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ရှိပါတယ်။